အားလုံးပဲမင်္ဂလာပါရှင်ထိုးဖို့လည်းမလို့မွေဖို့လည်းမလို့တဲ့တာကူဣတုံလေးလှုပ်ရှားပြလို့ပြန်လဲမျှဝေတာဖြစ်ပါတယ်ရှင်ပဝင်ပစ္စည်းတွေအနေနဲ့ကတော့တာကူနှစ်ခွက်တကြားလေးစွန်းအုံးနို့တစ်ခွက်နွားနို့တစ်ခွက်နို့စီနှစ်စွန်းနဲ့စားအနှဲငယ်အသုံးပြုထားပါတယ်ရှင်အချိုကြိုက်ရင်တော့တကြားပို့ထည့်ပေးပါရှင်ဒီရတာကတော့အစိမ့်အရတာအတွက်ဖြစ်ပါတယ်တာကူစီးတွေကိုတော့ပကံတစ်ခုတည်းထည့်ပြီးရွံ့နှွေးပူပူနဲ့တာကူမြုပ်တဲ့အထိခဏမှွေပေးရမှာဖြစ်ပါတယ်။အကျော်မာတဲ့တာကူဆိုရင်တော့ကြာထားပေးရမှာဖြစ်ပြီးအကျော်ပြော့တဲ့တာကူဆိုရင်တော့ခဏဆိုရင်ရပါပြီရှင်။တာကူပွားသွားတဲ့အခါမှာတော့ပဝင်ပစ္စည်းတွေအားလုံးရောထည့်ပြီးတမအောင်မှွေပေးလို့ရပါပြီရှင်။အယောင်လေးလားစေဖို့အတွက်လည်းဖူးကာလာအနေငယ်အသုံးပြုထားပါတယ်ရှင်။ပြီးရင်တော့မိမိပေါင်းလို့တဲ့ပုံစံကွက်ထဲကိုထည့်ပေးပြီးစတင်ပေါင်းလို့ရပါပြီရှင်။မီးနည်းများပေါ်မူတည်ပြီးမိနစ်30ကနေ45မိနစ်ခန့်ထိကြာနိုင်ပါတယ်ရှင်။ကြက်မကြက်အနေထားကိုတော့သွားကြထိုးတံလေးနဲ့ထိုးကြည့်ပြီးသွားကြထိုးတံမှာမကက်ရင်တော့ကြက်ပါပြီရှင်။အေးခံပြီးရင်တော့မိမိစိတ်ကြိုက်ပုံစံသုံးဆောင်လို့ရပါပြီရှင်။အုံးပြီးမကြက်ရင်လည်းမထည့်လို့ရပါတယ်ရှင်။တာကူဣတုံလုပ်တဲ့အခါမှာတော့တာကူစီမပြောက်ပဲစားလို့မရမူးပြတ်သွားတဲ့တငယ်ချင်းတို့တွေကတော့ဒီနီလန်အတိုင်းလေးလိုက်လုပ်ကြည့်ပါနော်စားလို့အရန်ကောင်းပါတယ်ရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်